ထူးခြားတဲ့အချက်အနေနဲ့ကတော့ဥသေးပတ်ရှင်နေရာဆိုရင်တော့တခြားသောသွေးတွေထက်ပိုပြီးတော့2ဆလောက်ကာလဝမ်းရောဂါကိုပိုပြီးတော့ဖြစ်စေတယ်လို့စာတမ်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ Health for All Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒေါက်တာကျော်ကိုလင်းပါဒီနေ့မှာကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ cholera လို့ခေါ်တဲ့ကာလဝမ်းရောဂါအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဘာလို့ဒီကျွန်တော်ကာလဝမ်းရောဂါရဲ့အကြောင်းကိုပြောပြရလဲဆိုရင်တော့2024ခုနှစ်မိုးရင်းအစကနေစပြီးတော့ဒီဇင်ဘာကုန်လောက်အထိကိုရန်ကုန်မြို့ရဲ့တာကေတာမြို့နယ်ရဲ့အင်းစိန်မြို့နယ်ရဲ့လှိုင်သာယာမြို့နယ်တွေမှာကပ်ရောဂါတစ်ဖွဲ့ဖြစ်ပွားသွားတာအတွက်ကြောင့်ရဲ့အခုကမိုးတွေစပြီးရွာလာတာဖြစ်တဲ့အတွက်ကြောင့်ဒီထုံးစံတိုင်းကျွန်တော်တို့ရဲ့ရေမြောင်းတွေစပြီးပိတ်လာပါပြီရေမြောင်းတွေပိတ်လာတာများတဲ့အခါကျတော့ဒီရင်ကောင်တွေအများကြီးထွက်လာပါတယ်အဲ့ဒီရင်ကောင်တွေနားတဲ့ရင်သားစာတွေကိုစားတဲ့လူဒန်းစားကလည်းပို့ပြီးတော့များလာနေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးမှာကျွန်တော်ကာလဝမ်းရောဂါဟာဘာကြောင့်ဖြစ်တယ်လဲဆိုတာရယ်ကာလဝမ်းရောဂါဖြစ်တဲ့အခါမှာဘယ်လိုလက္ခဏာတွေခံစားရမလဲဆိုတာရယ်ဘယ်လိုတွေမှာပို့ပြီးတော့ကာလဝမ်းရောဂါကိုဖြစ်စေတယ်လဲဆိုတာရယ်ကာလဝမ်းရောဂါဖြစ်လာပြီဆိုရင်ကုသမှုဘာတွေလိုအပ်တယ်လဲဆိုတာရယ်ဒီကာလဝမ်းရောဂါမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုအကြံဉာဏ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကာလဝမ်းရောဂါဆိုရင်တော့ Vibrio cholerae လို့ခေါ်တဲ့ဘက်တီးရီးယားရောဂါပိုးမျိုးကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာဒီရောဂါဆိုရင်တော့ကျွန်တော်တို့မတန်ရှင်းတဲ့ရေတွေမတန်ရှင်းတဲ့အစားအသောက်တွေကနေတဆင့်လူရဲ့ခန္ဓာကိုယ်တွေကိုပြန့်နှံ့တာပဲဖြစ်ပါတယ်ခင်ဗျာတချို့သောသူတွေမှာဆိုရင်တော့ကာလဝမ်းရောဂါပိုးဟာခန္ဓာကိုယ်ရဲ့တော့ဝင်ရောက်တယ်ဒါပေမဲ့ဘာလက္ခဏာမှမပြဘဲနဲ့ဒီပျောက်သွားတဲ့သူတွေရှိသလိုတချို့သောသူတွေမှာဆိုရင်လည်းဒီယောဂလက္ခဏာရဲ့နည်းနည်းပဲခံစားရပြီးတော့ပျောက်သွားတဲ့သူတွေလည်းရှိတတ်ပါတယ်ခင်ဗျာကာလဝမ်းရောဂါရဲ့လက္ခဏာတွေကဆိုရင်တော့အရင်ဆုံးကတော့ဝင်းအရည်တွေသွားပါမယ်ခင်ဗျာဝင်းသွားတဲ့အခါမှာလည်းဝင်းရဲ့အယောင်ဟာဆန်စည်းအယောင်ကဲ့သို့သွားပါမယ်ဝင်းသွားတဲ့တပြိုင်နဲ့ဒီပြိုတာတွေအန်တာတွေကဆက်ပြီးတော့ဖြစ်လာပါမယ်ခင်ဗျာနောက်ရည်တဲ့ဆုံးရှုံးတဲ့လက္ခဏာတွေဖြစ်တဲ့စိတ်တူမဲ့နှုံချီမဲ့နှထင်းတွေမျက်တွင်းတွေကြာလာတတ်ပါတယ်အာကောင်တွေ6မဲ့အလွန်မေးရင်ငတ်တာတွေဖြစ်လာပါမယ်အရေးပြား6သွေးပြီးတော့ပျော်တွဲလာပါမယ်စီးတွေနေလာပါမယ်သွေးပေါင်တွေကြာလာပြီးတော့နှလုံးခုန်တွေမြန်လာတတ်ပါတယ်ခင်ဗျာရေသက်ဆုံးရှုံးခြင်းကိုကျွန်တော်အကြမ်းမြင်အဖြစ်ပြောရမယ်ဆိုရင်တော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေနဲ့ဓာတ်စားတွေပေါ့နော်အလွန်အမင်းဒီခန္ဓာကိုယ်ရဲ့ပြပကိုထွက်ခွာသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကြွက်တွေတက်လာမယ်နောက်ဒီပေါင်တွေထူးကြပြီးတော့ shock ရတဲ့အထိဖြစ်စေနိုင်ပါတယ်ခင်ဗျာကာလဝမ်းရောဂါဟာဘယ်လိုလူတွေမှာပို့ပြီးတော့ဖြစ်စေနိုင်တယ်လဲဆိုရင်တော့အဓိကအဖြစ်ကတော့တန်ရှင်းမှုအားနည်းတဲ့သူတွေနောက်ရေကောင်းရေသန့်မရနိုင်တဲ့နေရာမှာနေရတဲ့သူတွေနောက်အိမ်တစ်လုံးအဆောက်အဦတစ်လုံးမှာလူတွေများများစုဝေးနေရတဲ့သူတွေဥပမာအဖြစ်အဆောင်တွေနောက်ဒီစက်ရုံတွေနောက်ဗျံကြရက်ကွက်လိုနေရာမျိုးမှာနေရတဲ့သူတွေနောက်အဆိုင်အဆစ်ဓာတ်လျော်နေနေတဲ့သူတွေဥပမာအဖြစ်ကတော့ကလေးငယ်တွေနဲ့အသက်အရွယ်ကြီးနေတဲ့သူတွေနောက်ဒီအဆိုင်အဆစ်ဓာတ်တွေကိုလျော်နေစေတဲ့ဆေးတွေကိုတောက်နေရတဲ့သူတွေဥပမာ AX Antacid Plus ဒိုင်ဂျင်စတဲ့ဆေးတွေကိုတောက်သုံးနေတဲ့သူတွေရဲ့နောက် H2 blocker လို့ခေါ်တဲ့ acid ဓာတ်ကိုလျော်နေစေတဲ့ဆေးတွေဖြစ်တဲ့ Cimetidine, Ranitidine, Famotidine စတဲ့ဆေးတွေကိုပုံမှန်ဆွဲတောက်နေရတဲ့သူတွေကာလဝမ်းရောဂါဖြစ်ထားတဲ့သူနဲ့တအိမ်နဲ့နေရတဲ့သူတွေနောက်အစားအသောက်ကိုမကြက်တကြက်တွေစားသုံးတဲ့သူတွေရဲ့အစားအသောက်အစိမ်းစားသုံးတဲ့သူတွေရဲ့မတန်ရှင်းတဲ့အစားအသောက်လက်တုပ်ဆောင်တွေကိုခဏခဏစားသုံးတဲ့သူတွေရဲ့မှာနောက်ဆုံးထူးခြားတဲ့အချက်အနေနဲ့ကတော့ဥသေးပတ်ရှင်နေရာဆိုရင်တော့တခြားသောသွေးတွေထက်ပိုပြီးတော့2ဆလောက်ကာလဝမ်းရောဂါကိုပိုပြီးတော့ဖြစ်စေတယ်လို့စာတမ်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာကာလဝမ်းရောဂါဖြစ်ပြီးတဲ့အခါမှာနောက်ဆက်တွဲဆိုးကျိုးတွေဘာတွေဖြစ်လာနိုင်မလဲဆိုရင်တော့ပြင်းထန်စွာရည်တက်ဆုံးရှုံးပြီးတော့သွေးပေါင်တွေကျမယ်ရှော့ပြပြီးတော့အသက်အန္တရာယ်ဆုံးရှုံးတဲ့ဒီဖြစ်တတ်ပါတယ်ခင်ဗျာခြားသောနောက်ဆက်တွဲတွေအနေနဲ့ကတော့ hypoglycemia လို့ခေါ်တဲ့သွေးထဲမှာရှိတဲ့အချိုဓာတ်တွေကျတတ်ပါတယ်ကျတဲ့အခါမှာလည်းအလွန်မင်းကျသွားပြီးတော့အသက်အန္တရာယ်ဆုံးရှုံးတဲ့ဖြစ်တတ်ပါတယ်အဓိကဖြစ်စေနိုင်တဲ့သူတွေကတော့ကလေးတငယ်တွေနဲ့အစားလုံးဝစားလို့မဝင်တဲ့သူတွေမှာ
နောက်သွေးတွင်းမှာရှိတဲ့ပိုတက်ဆီယမ်ဓာတ်တွေလည်းအလွန်မင်းကျဆင်းသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပိုတက်ဆီယမ်ဓာတ်ကျသွားတဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးနဲ့အာရုံကြောတွေရဲ့ပြဿနာတွေအများကြီးပြီးလာနိုင်ပါတယ်ခင်ဗျာနောက်ဆုံးအရေးကြီးတဲ့ချက်ကတော့ကြောက်ကက်ကိုပျက်စီးစေနိုင်ပါတယ်ခင်ဗျာနောက်တစ်ချက်ကတော့ကာလာဝမ်းရောဂါဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကုသမှုတွေအနေနဲ့ကတော့တွေ့ထူးကြီးတွေကုသစရာတော့မလိုပေမဲ့ဒီယောဂအခက်မရှိတဲ့သူတွေပေါ့နော်အဓိကအဖြစ်ကတော့သွေးတိုးယောဂစီးချိုယောဂနှလုံးနဲ့ပတ်သက်တဲ့ယောဂအခက်မျိုးတွေမရှိတဲ့သူတွေကဆိုရင်ဝင်သွားပြီဆိုတာနဲ့ oral rehydration salt လို့ခေါ်တဲ့ဒီဓာတ်စားအငံတို့ကိုမိမိတောက်နေသလောက်များများတောက်ထားသင့်ပါတယ်ခင်ဗျာဒီ ORS ဓာတ်စားအငံရည်တွေကိုသွားဝယ်ဖို့အတွက်ကိုဈေးဆိုင်နဲ့ဝေးတဲ့သူတွေဒါမှမဟုတ်ရင်သွားဝယ်ဖို့အဆင်မပြေနိုင်တဲ့နေရာမှာရောက်နေတဲ့သူတွေဆိုရင်တော့ရေသန့်1လီတာရဲ့နောက်တကြား6ဆုံစားစွန်းတဝက်နဲ့မိဘမိမိ homemade ဓာတ်စားလေးဖြော်ပြီးတော့တောက်လို့ရပါတယ်ခင်ဗျာပါဇက်ကနေပြီးတော့ဘရိုးမှာတောက်လို့မဝယ်နိုင်တဲ့သူတွေခဏခဏအန်ထွက်နေတဲ့သူတွေအရန်နှုံးနေတဲ့သူတွေမှာဆိုရင်တော့မဖြစ်မနေစေကန်သို့မဟုတ်ဆေးရုံတို့သွားသင့်ပါတယ်ဒါမှသာလျှင်ဒီသွေးကြောသင်းဆွေးရည်တွေနဲ့ဒီရေဓာတ်ဆုံးရှုံးမှုကိုပြန်ပြီးတော့ဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာantibiotics လို့ခေါ်တဲ့ pre-zero ဆေးတွေကတော့ဆရာဝန်တွေကတော့လိုအပ်သလိုသုံးဆွဲပြီးတော့ကုသပေးပါလိမ့်မယ်ခင်ဗျာနောက်ဇင်းသက်တွေကိုလည်းဖြည့်ပေးဖို့လိုပါတယ်ကလေးတွေမှာဆိုရင်လည်းဇင်းသက်များများပေးခြင်းဟာဆိုရင်ဒီဝမ်းသွားခြင်းအချိန်ကြီးကိုလျော်နေစေတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ကာလာဝမ်းယောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့အဓိကအဖြစ်ကတော့အစာတတ်ရမယ်ရေတတ်ရမယ်လက်တတ်ရမယ်ဒီသုံးခုတော့တေချာလိုက်နာဖို့လိုပါတယ်ခင်ဗျာအစာအသောက်တွေကိုတက်နိုင်သမျှလက်လက်ဆက်ဆက်အစာအသောက်မျိုးတွေပူပူနွေးနွေးအစာအသောက်မျိုးတွေဒီရင်သားစာမဟုတ်မဲ့ကိုယ်တိုင်ချက်ပြုတ်မဲ့အစာအသောက်မျိုးတွေကိုဒါပို့ပြီးတော့စားသင့်ပါတယ်ခင်ဗျာရေကိုလည်းတက်နိုင်သမျှရေတန့်ကိုသာတောက်သုံးဖို့လိုပါတယ်ရေတန့်မရနိုင်ဘူးရေတန့်မရှိတဲ့နေရာမျိုးမှာဆိုရင်တော့စနစ်တကျကြိုးချက်ပြီးတော့တောက်သုံးသင့်ပါတယ်ခင်ဗျာနောက်ဆုံးချက်ကတော့လက်တန့်ဖို့လိုပါတယ်ဒါကြောင့်အိမ်သားဆင်းလာတဲ့အချိန်တိုင်းမှာလက်ကိုဆက်ပြာနဲ့တခြားစေကြောဖို့လိုသလိုအစားအသောက်တွေချက်ပြုတ်ပြင်ဆင်ကာနီးအချိန်တိုင်းနောက်အစားအသောက်တွေစားကာနီးအချိန်တိုင်းနိုင်သမျှလက်ကိုဆက်ပြာနဲ့တန်ရှင်းစစ်ကြအောင်စေကြောဖို့လိုပါတယ်ခင်ဗျာ oral cholera vaccine လို့ခေါ်တဲ့ဒီကာလာဝမ်းရောဂါကာကွယ်ဆေးကတော့ရနိုင်မယ်ဆိုရင်တောက်ထားသင့်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ခြင်းအဖြစ်ကာလာဝမ်းယောဂရဲ့လက္ခဏာတွေရဲ့ကာလာဝမ်းယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာရဲ့ကာလာဝမ်းယောဂဖြစ်မယ်ဆိုရင်ဘယ်လိုပြုမှုနေထိုင်ရမလဲဘယ်လိုအချိန်မှာဆရာဝန်နဲ့တွားရောက်တွေ့ဆုံတင်လဲဆိုတာကိုအကြမ်းမြင်တော့သိရှိလောက်ပြီးပဲထင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းကျမ်းပိုင်းနဲ့ပတ်သက်တဲ့သိချင်တဲ့အကြောင်းအရာလေးရှိခဲ့မယ်ဆိုရင်comment မှာရေးတော့ပေးခဲ့ပါဦးခင်ဗျာ